Hello အားလုံးပဲမင်္ဂလာပါအာဆင်နယ်မြန်မာစပို့အားပေးနေကြတဲ့ကာနာဖန်ကြီးကိုမောင်နှမများအားလုံးမင်္ဂလာပါဒီနေ့ညဒါအာဆင်နယ်ပွဲရှိပါတယ်မြန်မာစံတော်ချိန်7:00နာရီတိတိမှာနျူကာဆယ်အတင်းကိုအိမ်ဝမ်အမရိတ်မှာရှင်ပြိုင်ကစားတော့မှာဖြစ်ပါတယ်အာဆင်နယ်တင်းဘက်မှာဆိုရင်တော့ကျွန်တော်တို့ဒဏ်ရာကြောင့်ဒါတင်းပါရဲ့ဒဏ်ရာကြောင့်ကာလရှည်နားယူနေရတဲ့ဒီကျွန်တော်တို့မီခီမယ်ရီနိုရဲ့ဗောလေဒီနှစ်ယောက်လွှဲချော်မယ်လို့သိရတယ်ဒဏ်ရာကြောင့်ဗောလေဒါပြန်လဲကောင်းမွန်လာတဲ့ကျွန်တော်တို့ဒါဆာကာရဲ့Ricardo Calafiori ရဲ့ပေါ့လေဒီနှစ်ယောက်ကတော့အတင်းရဲ့လူစင်းထဲမှာပါဝင်လာမယ်ဆိုပြီးတော့နီးပြအဒီတာအတီးပြထားတော့ကျွန်တော်တို့ဒါတင်ပါနဲ့တင်ပါနဲ့ဟိုပါပေါ့လေဒါမီခေမယ်ရီနိုကလွှဲရင်ကျန်တဲ့ကစားသမားတွေအစုံလင်နဲ့ဒီနေ့ညနျူကာဆယ်တင်းကိုပေါ့လေအခမ်းနိုင်မှာဖြစ်ပါတယ်နျူကာဆယ်တင်းဘက်မှာဆိုရင်တော့အဓိကကွန်းလေကစားသမားဖြစ်သူကျွန်တော်တို့ဒါ Bruno Guimaraes ပေါ့လေပါဝင်လာပွဲရှိတယ်ဆိုပြီးတော့သတင်းတွေတက်နေတယ်ကျွန်တော်တို့ဒါဒဏ်ရာပြက်နာကြောင့်လွှဲချော်မဲ့နျူကာဆယ်အတင်းကစားသမားတွေလည်းရှိတယ်ပေါ့လေဒီကစားသမားတွေကတော့ကျွန်တော်တို့ Anthony Gordon ရဲ့ Livramento ရဲ့ Fabian Schär ရဲ့နောက်ထပ်ဒါပွဲပဲခံထားတဲ့ Julian Dan ရဲ့ပေါ့လေဒီကစားသမားတွေကတော့ဒါကျွန်တော်တို့ဒါ Arsenal နဲ့ပွဲစဉ်ကိုလွှဲချော်မယ်ဆိုပြီးတော့ကျွန်တော်တို့ဒီနီးပြ Eddie Howe ကအတီးပြထားတယ်ပေါ့လေကျွန်တော်တို့ဒါဒီကစားသမားဒါအဓိကကစားသမားပေါ့လေ Gordon ရဲ့ Livramento ရဲ့ကျွန်တော် Fabian Schär ရဲ့ Julian Dan ရဲ့ပေါ့လေအဓိကကစားသမား4ယောက်ပေါ့လေ4ယောက်တိလွှဲချော်ထားတဲ့အနေအထားမျိုးမှာအာဆင်နယ်တင်းကဒါအုပ်ကိုရီကွန်းမှာလည်းဖြစ်တော့ဗောလေကျွန်တော်တို့ကခွင့်ရေးကောင်းလို့တော့ဒါကျွန်တော်အနေနဲ့မြင်တယ်ဗောလေကျွန်တော်တို့ဂူမာရီကတော့ဒါပါဝင်လာနိုင်ပွဲရှိတယ်လို့တော့တင်းနေတက်နေတယ်ကျွန်တော်ပါဒါအတင်းလူစင်းထဲမှာပါမလားမပါမလားတော့စောင့်ကြည့်သွားမှာဖြစ်ပါတယ်ကျွန်တော်တို့ဒါအာဆင်နယ်တင်းဘက်မှာဆိုရင်လည်းဆာကာနဲ့ရီကာဒိုကာလာဖီယိုရီပေါ့လေဒီနှစ်ယောက်ကအတင်းရဲ့လူစင်းထဲမှာတော့ပါမယ်ကျွန်တော်တို့ပွဲထွက်ပါမလားမပါမလားဒါအရန်လူစင်းထဲဖြစ်မလားကျွန်တော်တို့ဒါပွဲလူစင်းဒါထွက်လာကမှသိရမယ်အခြေအနေဖြစ်ပါတယ်ကျွန်တော်တို့ဒီနေ့ဒါပွဲစဉ်ကိုပေါ့လေဒါမန်စီအဓိကပြန်ပဲဒါမန်စီနဲ့မန်စီးနဲ့ဒါအမှတ်တူအနေထားမျိုးဒါ6กว่าချချက်အတူတူရာကိုကဒါမန်စီးက3ဂိုးတာနေတဲ့အနေထားမျိုးဖြစ်တာကြောင့်ဗောလေမန်စီးတင်းကဒါအစင်စရာရက်တည်မှုက1နေရာမှာရက်တည်နေတယ်အာဆင်နယ်တင်းကဒါအဆင့်2နဲ့ရက်တည်နေတယ်ဗောလေဒီနေ့ညကျွန်တော်တို့ဒါအနိုင်ရရှိပြီဆိုတာနဲ့အကယ်၍နိုင်အောင်ကန်နိုင်မယ်ဆိုရင်ကျွန်တော်တို့မန်စီးတင်းဒါလက်ရှိပိုင်ဆိုင်ထားတဲ့အဆင့်1နေရာကိုပြန်လည်ပြီးတော့ယူနိုင်မှာဖြစ်တယ်ပြိုင်ဘက်မန်စီးတင်းကဒါကြားရမှာဗောလေဗန်လီတင်းနဲ့ဒါအဝေးကွန်းမှာဇီဝမ်ဆိုတဲ့ရလက်နဲ့ကြူကန်ထားလိုက်တဲ့အခုဒီနေ့ညမှာပဲကျွန်တော်တို့10:45မှာဗောလေပြိုင်ဘက်မန်စီးတင်းကဆောက်တန်တင်းနဲ့ကျွန်တော်တို့ဒါဆီမီဖိုင်နယ်ဒါကန်နေမယ်ဗောလေဒါဝန်ပလီမှာကန်နေမဲ့နေထားမျိုးမှာကျွန်တော်ဒီနေ့ညဒါသူ့အနေနဲ့ဗောလေဒါဒီတပတ်ပွဲစဉ်မှာကျွန်တော်ကြားရမှာကြိုခံထားပြီးဖြစ်တာကြောင့်ဗောလေဒါပွဲကန်စရာမရှိတော့ဘူးဒါအဖေကကန်မယ်အဲ့လိုမျိုးအနေထားမျိုးဖြစ်တာကြောင့်ကျွန်တော်တို့ဒီတစ်ပတ်ကိုဗောလေကိုလိုကောင်းကောင်းလုပ်နိုင်မယ်ဆိုရင်ကိုကွာချချက်အတာရမှတ်လုံးမှတ်အတာနဲ့ဗောလေအဆင့်ဇရာရက်ဒီမှုဒါအဆင့်1နေရာကိုပြန်လဲပြီးတော့တက်လန်းနိုင်မယ်အခြေအနေဖြစ်တယ်ဗောလေနိုင်လဲနိုင်ရမယ်ဂိုးလဲဒါတက်နိုင်တော့ဗောလေများနိုင်တယ်များအောင်ဒါကျွန်တော်တို့တွန်းနိုင်ရမယ်ဗောလေဒါနျူကာဆယ်တင်းရဲ့ဒါအဓိကကစားသမားတွေတော်တော်များများလဲဒီပွဲစဉ်မှာပေါ့လေမပါဝင်မဲ့အခြေအနေဖြစ်တာကြောင့်ပေါ့လေအိမ်ဝန်းမှာအမရိတ်မှာပေါ့လေဒါပြည့်တဲ့အားနဲ့အတူအစွမ်းကုန်ရုံးထားရမယ်ပွဲစဉ်လို့ကျွန်တော်အနေနဲ့မြင်ပါတယ်ကျွန်တော်တို့ရလက်ပိုင်းအနေနဲ့ကျွန်တော်တို့ကြီးမအောင်နဲ့လည်းကြာပြီပေါ့လေကြာပြီနေထားလက်ရှိဒါ1 mile နဲ့ဒါ45 50တွေပေါက်နေတဲ့အနေထားမျိုးမှာကျွန်တော်တို့ဒီပေါ့လေဒါဒီကြီးမအောင်တာကြာတဲ့အတွက်ကျွန်တော်အနေနဲ့ဒီညကြီးအောင်မယ်လို့တော့နည်းငယ်မှန်းထားတယ်ပေါ့လေအဲ့လိုမျိုးတော့ထင်မြင်တယ်2စီးလောက်တော့အနည်းဆုံးမှန်းထားတယ်2စီး3စီးလောက်တော့ကျွန်တော်အနေနဲ့ဒီပွဲစဉ်မှာဖြစ်သွားလိမ့်မယ်လို့ကျွန်တော်အနေနဲ့တုံးတက်ထားပါတယ်ညီကိုတွေနဲ့ဘယ်လိုမြင်ကြလဲဗောလေဒီရလက်ပိုင်းအနေနဲ့ရောဗောလေဘယ်လိုမြင်ကြလဲနျူကာဆယ်တင်ကလည်းလက်ရှိကဖောင်အရင်ကြီးမကောင်းနေတဲ့အနေအထားမျိုးဖြစ်တာကြောင့်ဗောလေကျွန်တော်အိမ်ဝမ်အမရိတ်မှာ2စီး3စီးလောက်နဲ့ကြီးလက်အောင်မယ်အနိုင်လည်းရရှိမယ်ကျွန်တော်တို့အဆင့်1နေရာကိုပြန်လဲပြီးတော့တိမ့်ပိုင်မယ်လို့တော့ကျွန်တော်အနေနဲ့မြင်ပါတယ်ကျွန်တော်တို့ညီကိုတွေကတော့ဘယ်လိုမြင်ကြလဲရလက်ပိုင်းဆိုရင်တော့ဘယ်ရလက်တွေကိုသဘောတွေ့လဲဗောလေကျွန်တော်တို့ဒါ TV ရဲ့ကွက်မအောင်မှာဝင်အောင်မှတ်ချက်ပေးခဲ့ကြပါစောင့်မျှော်ကြည့်ရှုပေးခဲ့ကြတဲ့ကာနာဖန်ညီကိုတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ပါတယ်ကျွန်တော်တို့မြန်မာစံတော်ချိန်7:00နာရီတိတိမှာဒါအာဆင်နယ်တင်းကိုဗောလေကျွန်တော်တို့စားဖို့ဒါဝမ်းရံပြီးတော့အတူတကွဗောလေအားပေးတော့မှာဖြစ်ပါတယ်အားလုံးပဲဒါအကောင်းဆုံးဒါကိုတင်းကိုဗောလေဒါယာဒီပိတ်ပွဲစဉ်လဲနောက်ဆုံး9ပွဲပဲလိုတော့တယ်ကျွန်တော်ချန်ပီယံလိမှာဆိုရင်လည်းဒီကျွန်တော်တို့အက်တလက်တီကိုမက်ဒရစ်နဲ့ပွဲဆီမီဖိုင်နယ်နဲ့ဒါကျွန်တော်တို့တက်နိုင်ခဲ့မယ်ဆိုရင်ဒါချန်ပီယံလိမှာ3ပွဲကြံမယ်ပေါ့လေဒီလိုမျိုးအနေအထားမျိုးမှာဆိုအားလုံးဒါဒီဖြစ်နိုင်ခြေ10ပွဲပဲကြံတော့တဲ့အနေအထားမျိုးမှာအကောင်းဆုံးဒါယာဒီကုံဆုံးတဲ့အထိအာဆင်နယ်တင်းကိုအတူတူဝန်းရံအားပေးကြပါစို့လို့ပြောရင်းနဲ့ပဲဒီဗီဒီယိုကိုအဆုံးသတ်လိုက်ပါတယ်အားလုံးပဲကျေးဇူးများတင်ပါတယ်ခင်ဗျာ